ထူးဆန်းတော်လူအဲ့ဒီနေ့ကတောက်ကြနေတနေ့ပါကျွန်တော်အပြင်ထွက်ဖို့ကြိုတင်ပြင်ဆင်ထားတာမျိုးမရှိခဲ့ပါဘူးအလုပ်တွေကလည်းရက်နားထားပြီးဖုန်းကလည်းတိတ်ဆိတ်နေတာကြောင့်အဲ့ဒီအပတ်ကုံမှာဘသူနဲ့မှစကားပြောဖြစ်မယ်မထင်ဘူးကျွန်တော်ရဲ့တိုက်ခန်းလေးတဲ့ကိုဝိတ်ဝဲကြည့်လိုက်တော့ဒေါင်းတနီယာမှာအဝတ်စားတွေကပုံလို့ TV show တစ်ခုတည်းကိုပဲထက်ခါတလဲကြည်နေရတာညီးငွေလာနီလက်ဆက်တဲ့လေကောင်းလေတန်ရဖို့လိုအပ်နေပြီလို့ခန်းစားလိုက်ရတယ်။လောင်အင်တဲကဟမ်စတာကြွက်တကောင်လိုစက်ဝိုင်းထဲမှာလဲနေရတဲ့ဒီဘဝကြီးကိုနောက်ထပ်တညတောင်ထပ်ပြီးမအောင်အီနိုင်တော့ဘူး။ဒါနဲ့ကျွန်တော်ရဲ့ခရီးဆောင်ပစ္စည်းတွေကိုကားပေါ်အမြန်ပြစ်တင်လိုက်တော့တယ်။ဟင်းချက်ဖို့မီးဖို့ငယ်တဲအိတ်အဲခန်းထဲမှာတင်ထားတဲ့ပစုံတိုလေးတစ်ချောင်းတာလပတ်အနှဲငယ်ဘီယာအပြည့်ထည့်ထားတဲ့ရေခဲတိတ်တာနဲ့ဓာတ်ဆီဆိုင်မှာအလွယ်တကူဝယ်လို့ရတဲ့အစားအစာတွေထူးထူးခြားခြားပြင်ဆင်နေတာမျိုးမဟုတ်ပဲတာဝန်သိတတ်တဲ့လူကြီးတယောက်လိုလေစနစ်တကျမစီစဉ်နေပါဘူးငါလိုချင်မယ်လို့ထင်တာကိုစုပ်ကိုက်လိုက်ပြီးကြံတာအောင်လုံးသူ့အလိုအဆင်ပြေသွားလိမ့်မယ်လို့ပဲတွေးမိလိုက်တယ် American style ပေါ့ဗျာကျွန်တော်ညက်နေကင်းနောင်ပိုင်းမှာမြို့ပြန်ကိုထွက်လာခဲ့ပြီးအဝေးပြေးလက်မကြီးအတိုင်းကားကိုမောင်းနှင်ခဲ့တယ်နောက်ဆုံးတွေးခဲ့တဲ့ကုံစုံဆိုင်နဲ့မိနစ်20-30လောက်ဝေးကွာသွားတဲ့အခါမြေပုံပေါ်ကနေပျောက်ကွယ်သွားသလိုခံစားလိုက်ရတယ်။မြို့ပြင်ရောက်တာနှစ်နာရီလောက်ရှိလာတဲ့အခါရေဒီယိုကအတန်တွေဝေဝါးလာပြီးတစ်ပင်တွေကလည်းလေတိုးတန်ကြောင်အဆက်မပြတ်မြည်ဟဲနေတယ်။နွားချန်စီယူတွေနဲ့ခေါင်းငင်အောက်ကမြေသားလမ်းအတိုင်းကျွန်တော်ဆက်မောင်းနေခဲ့တယ်။နောက်ဆုံးတော့ကျွန်တော်လမ်းမကြီးကိုဖြတ်ပြီးဝင်းဆောင်မှုလမ်းဟောင်းတစ်ခုပေါ်ရောက်လာခဲ့တယ်။အဲ့ဒီမှာဘာအမအသားမှမရှိသလိုဆိုင်းပုံလည်းမရှိပါဘူး။တစ်ပင်တွေကြားထဲမှာမြေစားချွတ်ထွက်နေတဲ့လမ်းကြောင်းနှစ်ခုပဲရှိပါတယ်။အမဲလိုက်ခရီးတွေမှာအဲ့ဒီလိုလမ်းတွေအများကြီးတွားဘူးတာကြောင့်အနားယူဖို့ကောင်းတဲ့နေရာလေးတစ်ခုရှာတွေ့လိမ့်မယ်လို့တွေးလိုက်တယ်။ကျွန်တော်က10မိုင်လောက်လမ်းလျှောက်ဖို့ကြိုးစားနေတာမဟုတ်ပါဘူး။ဘယ်သူမှမနှောက်ယှက်နိုင်တဲ့နေရာတစ်ခုမှာပဲအေးအေးဆေးဆေးနေချင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်တယောက်တည်းရှိနေခဲ့တာမဟုတ်ဘူး။လမ်းထဲကိုအတော်လေးရောက်တဲ့အခါလမ်းဘေးမှာဝှက်ထားသလိုမျိုးရှိနေတဲ့စခန်းငယ်လေးတွေကိုစတင်တတိထားမိလာတယ်။တဲဟောင်းတွေခောက်စားပွဲတွေတစ်ပင်တွေကြားထဲမှာချီနှောင်ထားတဲ့တာလပတ်တွေနဲ့မီးကိုရောင်ထွက်နေတဲ့ကြောက်တုံကြီးတွေအားလက်ရအနားယူနေတဲ့လူတွေပေါ့။စပင်းစီးနေတဲ့ကလေးတစ်ခုကျူးမပိုင်ပဲလွတ်လပ်ပြေးလွှားနေတဲ့ခွေးတစ်ကောင်ကိုလည်းမြင်လိုက်ရတယ်။ခြံတဲကထိုင်ကုန်မှထိုင်ပြီးပါတီမာလိုဘီးရတောင်းနေတဲ့လူတစ်ယောက်ကိုလည်းတွေ့ခဲ့တယ်။အဲဒီနောက်မှာလူတစ်ယောက်ကကျွန်တော်ကိုလက်တားလိုက်တယ်။သူကအသက်60နောင်းပိုင်ဒါမှမဟုတ်80ဝန်းကျင်လောက်ရှိမယ်။နေလောင်ထားတဲ့သူ့ရဲ့မျက်နှာအသားအရည်ကကြမ်းထားနေပြီးမီးကူးရောင်စပိန်ရှည်တို့ရှိတယ်။သူကကျွန်တော်ကားထဲကကျွန်တော်ကိုတဲချကြီးဖို့အနှဲငယ်ကုန်းယုံလိုက်တယ်။အဲ့ဒီအချိန်မှာခံစားချက်ကတကယ်ကိုထူးဆန်းနေတာကိုဝန်ခံရမယ်။မင်းတို့အားလုံးလူတွေကြားထဲကထွက်လာကြတာပဲ။တိတ်ဆိတ်ငြိမ်သက်ခြင်းလို့လား။ဘယ်သူမှမနှောက်ယှက်နိုင်တဲ့နေရာတစ်ခုငါပြမယ်။သူ့စကားကိုဘာကြောင့်နားထောင်မိမန်းကိုမသိဘူး။သူ့ရဲ့ယုံကြည်ချက်ကြောင့်လားတခြားအကြောင်းရင်းတစ်ခုကြောင့်လားတော့မသိဘူး။ဒီလမ်းအတိုင်းဆက်သွားပါလို့အဖိုးကြီးကပြောတယ်။ဘဲဘက်ချမ်းမှာချန်စီယိုတကားတစ်ခုတွေ့လိမ့်မယ်။အဲ့ဒါကတော့ခတ်ထားတာမဟုတ်ဘူး။ကျူးနယ်ပဲချီထားတာ။အဲ့ဒီထဲကိုဝင်သွားလိုက်။လမ်းကနည်းနည်းကြက်ရယ်မရက်လိုက်နဲ့။ရေကန်တစ်ခုစီရောက်လိမ့်မယ်။အရှိဘက်ကမြင်ပါတယ်။အနောက်ဘက်ကတော့မြင်နုတယ်။အရှိဘက်မှာပဲစခန်းချ။ဘသူမှမင်းကိုမြင်မှာမဟုတ်ဘူး။ပြီးတော့သူကကျွန်တော်ကိုမျက်လုံးတစ်ဖက်မိတ်ပြပြီးတယောက်တည်းအေးချမ်းစစ်စစ်နေဖို့အကောင်းဆုံးနေရာပဲလို့ဆိုတယ်။ကျွန်တော်သူ့ကိုကျေးဇူးတင်စကားပြောပြီးကားကိုဆက်မောင်းထွက်လာခဲ့တယ်။တကယ်တော့သူပြောတဲ့အတိုင်းတကားကအဲ့ဒီနေရာမှာပဲရှိနေတယ်။တန်ကြီးတက်နေတဲ့တန်ကြိုးတွေချီနှောင်ထားပေမဲ့တော့မခတ်ထားပါဘူး။ကျွန်တော်ကြိုးကိုဖြုတ်ပြီးဝင်သွားခဲ့။နောက်ကနေပြန်ပိတ်လိုက်တယ်။လမ်းကြောင်းကကျွန်တော်ကားရဲ့ဘေးနှစ်ဖက်ကိုချီမီလိုနီလောင်အကောရင်ခတ်တွေအောက်မှာဖုံထိုးတဲ့လမ်းချင်းလေးဖြစ်သွားတယ်။အတွင်းကိုပိုဝင်သွားလေပိုပြီးတိတ်ဆိတ်သွားလေပါပဲ။လေတိုက်တန်လည်းမရှိငှက်တန်တောင်မကြတော့ဘူးထိုးဆန်းစွာညင်တက်နေတော့တယ်